ကျိုးဆိုပါတယ်ကျွန်တော်မနှောပေးတယ်ပါဟယ်လိုဆရာအားလားကျွန်တော်ရန်ကုန်ကဆရာတပည့်ကြီးရဲသိမ်းဖေပါကျွန်တော်ကအင်းအားပါတယ်နေမကောင်းရင်လားဒီတခါဖုံးမဆက်တာ6လလောက်တောင်ရှိနေပြီနေကောင်းပါတယ်ဆရာသမားအလုပ်တွေရှုပ်နေလို့ဖုံးမဆက်ဖြစ်တာပါကဲခုတခါဘာတွေသိကျင်လာပြန်ပြီလဲပြောပါဦးဟောဒီတခါသိကျင်တာကဘေးတင်ပညာအရာလူတယောက်ကံပွင့်မှုကံမြင့်မှုဘာတွေလုပ်တဲ့လဲကျွန်တော်တပည့်လေးကံရမ်းညံ့နေလို့ခိုင်းညင်လို့ပါဆရာကောင်းပါပြီကိုရဲသိမ့်ပြီလူတယောက်ကံပွင့်မှုကံမြင့်မှုအတွက်ဆိုရင်ပထမဒုနုကနေသားသမီးများကံပွင့်ကံမြင့်ရန်အကြောင်းမြင့်ရတဲ့ကတော့ဒုနုကနေသားသမီးတီးကြိုကတောက်ကြကြိုတေသကြိုကကြာတာပတိကြိုအဲ့ဒီရက်ဒီမှာ၎င်းတနေ့လာသားသမီးဆိုလေတီးကြိုဒုနုကနေကြိုတင်၎င်းတေသကြိုရာဟုကြိုတင်၎င်းအင်္ဂါသားသမီးတီးကြိုကတော့တနေ့လာကြိုတင်၎င်းတေသကြိုကတော့တောက်ကြကြိုတင်၎င်းဗုဒ္ဓဦးသားသမီးတီးကြိုကအင်္ဂါကြိုတင်၎င်းတေသကြိုကတနင်္ဂနွေကြိုတင်၎င်းဇာတာပရိသသမီးတီးကြိုကစနေကြိုတင်၎င်းတေသကြိုကတော့အင်္ဂါကြိုတင်၎င်းတောက်ကြသားသမီးတီးကြိုကရာဟုကြိုတင်၎င်းတေသကြိုစနေကြိုတင်၎င်းစနေသားသမီးတီးကြိုဗုဒ္ဓဦးကြိုတင်၎င်းတေသကြိုဖြစ်တယ်တနင်္လာကြိုရက်တင်၎င်းနေသားသမီးရလားမိမိရဲ့တီးကြိုတေသကြိုရက်တွေကနေတပြက်စီလဲခြင်းပန်းမရှင်းခြင်းညောင်ရိုးစေးခြင်းမျက်နှုတ်ခြင်းရေသက်ပဲခြင်းရေညှို့ခွာခြင်းအဲ့ဒီချက်၃ချက်ကို3ရက်သက်တိုက်ဆောင်ရွက်ပေးပါကကံပွင့်ခြင်းကံမြင်ခြင်းအပြင်အောင်မြင်လို့ရကိစ္စများပါအောင်မြင်ပါမည်လို့ကျမ်းစာများကညွှန်ပြထားပါတယ်အဲ့ဒီ၃မျိုးကိုမွေးနေ့ရှင်ကသက်ဆိုင်ရာတီးကြိုဒေသကြိုနေရာကနေလုပ်ပေးမယ်ဆိုရင်အလွန်မဲအောင်မြင်အဆင်ပြေပါမယ်ဆိုတာကဆိုထားပါတယ်ခင်ဗျာကိုရဲသိမ့်ဖေမှာသဘောပေါက်ပြီဒါဆိုကျွန်တော်တပည့်လေးကအင်္ဂါသားဆိုတော့တနင်္လာတောင်းနဲ့တောက်ကြတောင်းပေါ်စနောဆရာကျွန်တော်မှာဟုတ်ပါတယ်ကျက်တဲ့မင်္ဂလာသီးဝါကြီးဝါလက်လာပါကိစ္စတွေကိုတီးကြိုကအကျိုးရမယ်ပြောရည်ဆိုရအောင်မြင်ရေးကိစ္စတွေကိုဒေသကြိုကပေးလိုက်မယ်မွေးနေ့တောင်းမှလုပ်เสียမလို့ဘူးအဲ့ဒီနေရာမှာပဲအမြဲလုပ်ရမယ်ကိုရဲသိမ့်ဖေမှတ်ပြီလို့ပြောလိုက်ပါတယ်ကိုရဲသိမ့်ဖေမှာကောင်းလိုက်တာဆရာကြီးမှတ်သားထားပါမယ်ဆိုပြီးဖုန်းချသွားပါတော့အားလုံးပဲမိတ်ဆွေများရှင်နဲ့ချက်မိကြပါစေခင်ဗျာ